โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဆိုရင်ဒီကစုံရက်လေးကိုကျွန်တော်ကစုံရက်ချင့်ဆက်လေးကျွန်တော်ကြော်စားပြမှာဖြစ်ပါတယ်ခင်ဗျာလက်ကိုစီရင်စထည့်ပါမယ်ဟောမင်းမုတ်လေးနည်းနည်းထည့်မှာဖြစ်ပါတယ်မကြမ်းနဲ့တောင်းတာနဲ့စီကြမှာဖြစ်ပါတယ်ငရုတ်ဒီအနက်ပြင်လာပြီဆိုရင်ကျွန်တော်ကစုံရက်စားထည့်မှာဖြစ်ပါတယ်ဒီတော့ကျွန်တော်ဆက်မယ်ဆက်တောင်းနေနေထည့်မယ်နော်ကျွန်တော်ပိတ်ငပိဒီထည့်မှာဖြစ်တယ်ဒီဝိုင်းကျွန်တော်ခရီးကြီးနည်းနည်းပေါက်မှာဖြစ်တယ်ကျွန်တော်နှိပ်လိုက်ပါဦးရပါပြီဆိုတော့အချိန်တက်တော့ကျွန်တော်တမယာကြီးတစ်ချက်နှိပ်မှာဖြစ်ပါတယ်။နောက်ဆုံးအဆင့်ကျွန်တော်ပေါ်ရည်လေးထည့်လိုက်ပါမယ်နော်။လုံးလုံးလေးဖြစ်အောင်ဒီဆိုရင်ရပြီဆိုတော့ကျွန်တော်မီးပိတ်ပြီးတော့တန်ကြီးလေးထည့်လိုက်ပါအောင်မယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီနေ့မှဆိုရင်ကျွန်တော်ဝက်ကလီစာလေးတုတ်စားရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်စားတောက်ဆိုင်မှာစားတဲ့အရာသာတိုင်းကျွန်တော်ကတုတ်စားရမှာဖြစ်ပါတယ်ကျွန်တော်စားတောက်လိုက်ပါအောင်ခင်ဗျာဒီဆိုရင်ဒါကတော့ကျွန်တော်မြန်မာငရုတ်ရှိမသုံးပါဘူးဒါဒီကျွန်တော်7ကဝယ်လို့ရတယ်ဒါကတော့ခင်းမြင့်ဒီ sauce ဖြစ်ပါတယ်ဒီကောင်ကတော့ငရုတ်ဒီ sauce ဖြစ်ပါတယ်ဒါကတော့ငရုတ်ဒီ sauce ဖြစ်ပါတယ်ဒီကောင်ကတော့ခင်းမြင့်ဒီ sauce ဖြစ်ပါတယ်အားနည်းနည်းဒီငါးရီပေါက်မယ်ရတော့နေကျွန်တော်စီပြတ်ထည့်မယ်ဒီဝိုင်းကျွန်တော်ချုံမုတ်ထည့်မယ်ရုပ်ပြီးကြက်မုတ်ထည့်မယ်ဒီဝိုင်းကျွန်တော်ပေးမှုတ်ထည့်မယ်ဟုတ်ကဲ့ကျွန်တော်စနေလိုက်ပါမယ်နောက်ဆုံးမှာတမယာလေးညှိမှာဖြစ်ပါတယ်ဒီလိုက်ပါဆယ်ပါဟုတ်တယ်ဟုတ်ကဲ့အားလုံးပဲကျွန်တော်ရဲ့ချစ်တဲ့ငယ်ချင်းမိတ်ဆွေစားကြပါအောင်ခင်ဗျာဒီဘက်ကတော့ကစုံပလိန်ချင်ဆက်ဖြစ်ပါတယ်ဒီဘက်ကတော့ဝက်ဒီစုံသေးတုံတုတ်ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲစားကြပါအောင်တလောက်စားလိုက်အောင်ကောင်းပါကဲပဲအားလုံးပဲဘိုင်ဘိုင်နောက်ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်